ရောပါလေးဖလားရရင်တော့နောက်ရသည်ချန်ပီယံလိဝင်ခွင့်ရရှိပွဲမရှိတဲ့ United ပရိသတ်များလုံးဝမင်္ဂလာပါ Red TV Information ကနေပြန်လည်ကြိုလိုက်ပါရင်ဒီဟာဒီရဲ့ရောပါလေးပြိုင်ပွဲကြီးကိုစီကားတိုင်းမြိုက်စွာကျင်းပလာခဲ့တာအခုဆိုရင်ဘောလုံးပွဲအဆင့်ကိုတော့ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်ဘောလုံးမိုင်းတစ်လျှောက်မှာလည်းရောပါလေးဖလားရတဲ့အသင်းတွေကချန်ပီယံလိပြိုင်ပွဲကိုတိုက်ရိုက်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိလေရှိပါတယ်ဒါပေမဲ့လည်း United အသင်းကတော့ထူးခြားစွာနဲ့ပဲဒီဟာဒီမှာရောပါလေးဖလားရရင်တော့နောက်ရသည်ချန်ပီယံလိဖလားနဲ့လွဲချော်သွားပွဲရှိနေပါတယ်ဒီသတင်းဟာလက်ရှိအချိန်မှာပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်United တို့ချန်ပီယံလိပြိုင်ပွဲနဲ့လွဲချော်နိုင်တဲ့အဓိကအကြောင်းရင်းကတော့ United အသင်းကိုပိုင်ဆိုင်တဲ့ Sergeant Ratcliffe နဲ့ iOS အဖွဲ့တို့ကြောင့်ပဲဖြစ်ပါတယ်။ Ratcliffe ဟာ United အသင်းရဲ့29%သော share တွေကိုပိုင်ဆိုင်ပါတယ်။ဒါကြောင့်လည်းသူတို့ဟာတင်းနီတွေရဲ့ဘောလုံးနဲ့ဆိုင်တဲ့လုပ်ငန်းဆိုင်ရာတွေကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Ratcliffe တို့ဟာ United အသင်းတွေကိုပိုင်ဆိုင်တာမဟုတ်ပဲပြင်သစ်လီဂ်1ကလပ်နိုင်အသင်းကိုလည်းပိုင်ပါတယ်။လက်ရှိအချိန်မှာ Nice အသင်းကအမပေးစရာရဲ့အဆင့်လေးနေရာကိုရောက်ရှိနေပြီးနောက်ရသည်ချန်ပီယံလိဖလားပြိုင်ပွဲကိုမြန်ဆောင်ထိုးနေပါတယ်။ဒီကမှာအဆင့်လေးရတဲ့အသင်းကချန်ပီယံလိပြိုင်ပွဲကိုတိုက်ရိုက်ဝင်ခွင့်ရတာမဟုတ်ပဲ Play-off အဆင့်ကိုထပ်မံကျော်ဖြတ်ရအောင်မှာဖြစ်ပါတယ်။ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ပိုင်ရှင်တူတဲ့ပိုင်တဲ့ကလပ်အသင်းတွေကိုတူညီတဲ့ဥရောပပြိုင်ပွဲတွေမှာပါဝင်ကစားခွင့်ပြုလို့မရှိပါဘူး။ဒါပေမဲ့လည်းဒီချင်းမြင့်တွေဟာအနေငယ်ပြောင်းလဲသွားခဲ့ပြီးတော့ဒီရာသီမှာ United အသင်းရော Nice အသင်းမှာယူပါလီဖလားပြိုင်ပွဲကိုပါဝင်ကစားခဲ့ကြပါတယ်။လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရတော့ UEFA ကသူတို့ထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းတွေကိုပြန်လည်တင်းကျပ်လာနိုင်ပြီးတော့ပိုင်ရှင်တူတွေကပိုင်တဲ့အသင်းအသင်းကိုတူညီတဲ့ပြိုင်ပွဲတစ်ခုမှာကစားခွင့်ပြုသွားမှာမဟုတ်ပါဘူး။ဒီကြောင့်ကို UEFA နဲ့ Ratcliffe တို့ကြားမှာဆွေးနွေးမှုတွေပြုလုပ်ထားပြီးဖြစ်တယ်လို့ United အနေနဲ့လည်းနောက်ရာသီမှာချန်ပီယံလိပြိုင်ပွဲကစားရဖို့ရာခိုင်နှုန်းနှဲပါနေပါတယ်။ United အသင်းကတော့ယူပါလီဖလားဘောလုံးပွဲစဉ်ဖြင့်စပါအသင်းနဲ့ရှင်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ဒီပွဲစဉ်ကိုမေလ21ရက်နေ့ညတနာရီခွဲအချိန်မှာရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ယူပါလီဘောလုံးပွဲမှာ United နဲ့ပြိုင်ပွဲအဖြစ်တွဲနေတဲ့စပါအသင်းဟာလည်း Arsenal နဲ့တမျိုးတည်းသားတွေပြီးဥရောပဆုကလားဆိုတာဂျွန်နယ်လာလို့မေးယူရတဲ့အသင်းဖြစ်နေပါတယ်။ဒါပေမဲ့လည်းဒီနှစ်သင်းမှာအာသာချက်ကိုစီရှိကြပြီးတော့ရာသီကျိုးချိန်ဆန်းပွဲကာလရောက်ရင်တော့သူတို့နှစ်ယောက်ကဆရာကြီးတွေဖြစ်သွားတယ်ပါတယ်။စပါးတင်ဟာအာရှဘက်ကိုချိန်ဆန်းပွဲတွေလှည့်ကစားပြီးတော့တိုက်ကကတ်တို့အာရှကတ်တို့ကိုရယူလေရှိပါတယ်။အာဆင်နယ်အသင်းကတော့ဖလားယူဖို့အတွက်ပြပအထိသွားမကန်တော့ပဲအိမ်ခွဲမှာပဲတခြားအသင်းတွေဖိတ်ခေါ်ပြီးတော့ Emirates ဖလားပြိုင်ပွဲကြီးကိုကျင်းပလေးရှိပါတယ်။ Emirates ဖလားပြိုင်ပွဲကြီးဟာရွာလူပွဲတွေကိုစီကားလေးရှိပေမဲ့အချိန်တန်တော့အာဆင်နယ်အသင်းကပဲပိုးဆွဲသွားလေးရှိပါတယ်။ဒါကြောင့်ဒီရာသီမှာခွက်ပြောက်အောင်မဲ့စင်မီယန်ကြီးတို့အနေနဲ့လာမယ့်နေရာဒီမှာတော့ Emirates ဖလားကြီးကိုကျင်းသေးပေါက်ပိုင်ဆိုင်သွားပါလိမ့်မယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးရလောက်ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ